မင်္ဂလာပါရှင်ဒါကတော့နေကြပန်းလေးတွေဖြစ်ပါတယ်ဒီနေကြပန်းလေးတွေကတော့ကျမတို့ဒါစီထုတ်လို့ရတယ်ပေါ့နော်နေကြစီစားလို့ရတယ်နေကြပန်းအပွင့်အကြီးမျိုးမဟုတ်ပါဘူးရှင်ဒါကတော့နေကြပန်းအပွင့်အသေးမျိုးပါသူကကြတော့အရောင်လေးကအဝါရောင်မျိုးလေးပါရှင်ဒီကနေကြပန်းလေးကိုလည်းကျမတို့ဂျပန်နေကြလို့လည်းခေါ်ပါတယ်ဒီကဂျပန်နေကြလေးဟာဒါအိမ်ရှိလေးမှာအလှစိုက်ပျိုးကြပါတယ်ရှင်အဲ့မှာဆိုလို့ရှိရင်သူကပြိုးအိတ်ကလေးတွေနဲ့ပွားထားတဲ့အခါမှာလည်းသူကပွားရတယ်လွယ်ကူပါတယ်အင်မတန်နဲ့ပွားတဲ့အပင်လေးတွေပါအပွင့်နေရလည်းအများကြီးကိုပဲဝေဝေဆဆနဲ့ပွင့်နေခြင်းဖြစ်ပါတယ်ရှင်ဒီမှာဆိုရင်ဂျပန်နေကြလေးတွေကိုဒါအလှစိုက်အိုးလေးတွေနဲ့လည်းပုံဖော်ပြီးတော့စိုက်ပျိုးကြတယ်နောက်တစ်ခါမိမိတို့ရဲ့အိမ်ရှိတွေမှာလည်းဒါသူကစိုက်ပျိုးတဲ့အခါမှာပွားအပင်တွေကတစ်ခုနဲ့တစ်ခုပေါ့နော်နည်းနည်းလေးစိုက်ထားအောင်နဲ့တဖြည်းဖြည်းနဲ့ပွားလာတာဖြစ်တဲ့အတွက်တကယ်ကိုဂျပန်နေကြအခင်းကြီးလိုပဲဝင်းဝါပြီးတော့ဝါထိတ်ပြီးတော့ပေါ့နော်လှပါတယ်ရှင်အဝါရောင်လေးကကြတော့လေမျက်စိကိုအေးစေတဲ့ရောင်လေးလည်းဖြစ်ပါတယ်ဒီကနေကြလေးကိုဂျပန်နေကြလို့ခေါ်ပါတယ်သူကတော့အိမ်ရှိတွေအိမ်အတွင်းတွေထဲမှာအလှစိုက်ပန်းပင်မျိုးစားဖြစ်ပါတယ်ရှင်သူကကြတော့ရေကိုလည်းတအားကြီးအများကြီးလောင်းပေးစရာမလိုဘူးတင့်ရုံပဲပေါ့နော်တစ်ပင်တွေကိုတာမန်တစ်ပင်တစ်ပင်ကိုလောင်းတယ်လို့မျိုးပဲလောင်းပေးရုံပါပဲရှင်ပန်းတွေများပွင့်နေတယ်ဆိုရင်တော့လေပန်းများပွင့်ရပေါ့နော်73ပတ်လဲတို့15ပတ်လဲတို့ပေါ့နော်အဲ့ဒါမျိုးလေးတွေကိုအစေလေးတွေရှိရဲ့အဲ့အစေလေးတွေကိုဒီလိုမျိုးအိတ်ကလေးတွေတို့အိုးလေးတွေတို့အပင်ရဲ့အခြေလေးနဲ့နည်းနည်းလေးခွာပြီးတော့ထည့်ပေးခြင်းအဖြစ်နဲ့ပွင့်ကိုပို့ပြီးတော့ပွင့်စေပါတယ်ရှင်ဒီကတော့ဂျပန်နေကြပင်လေးပါသူကစိုက်ပျိုးရလွယ်ကူတယ်ဘယ်ဒေတာပေါ့နော်သူကဒေတာမရွေးဘူးပေါ့နော်ဒေတာတွေအားလုံးထဲမှာသူကပူရိုက်ဆွဆိုတာရောရိုးမိုးများတဲ့ဒေတာတွေရောပေါ့နော်ဒီဒေတာမဆိုမိုးများရင်တော့သူကဂိုင်းတွေကပို့ပြီးတော့ရှည်ထွက်လာတာပေါ့နော်တာမန်ဒါပူနွေးတဲ့ဒေတာဆိုလို့ရှိရင်တော့ဂိုင်းတွေကတူတယ်ကျွတ်ဆက်တယ်မိုးများတဲ့ဒေတာဆိုရင်တော့ဂိုင်းတွေကအရှည်ကြီးဂိုင်းရှည်ထွက်တယ်အဲ့လိုမျိုးလေးတော့အဲ့သဘောလေးတော့ရှိရပါရှင်ဒီဥစ္စာလေးကတော့စိုက်ပျိုးရလွယ်ကူပြီးတော့မိမိရဲ့အိမ်ရှိတွေမှာအလှစိုက်ပျိုးတဲ့ပန်းပင်မျိုးစားဖြစ်တယ်ဆိုတာကိုကျမတို့အပင်ကိုစိတ်ဝင်စားပြီးတော့ချစ်မြတ်နိုးတဲ့သူတွေကိုကျမကနေပြီးတော့မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးပါရှင်